လာမယ့်အောက်တိုဘာလ9ရက်ဆိုလို့ရှိရင်ပဲ UFC 320ပွဲကြီးကလာပြီဗျာဒါပေမဲ့တိကျတဲ့အတိုင်း Alex Pereira နဲ့ Muhammad Ankalaev ကြီးကသူတို့ရဲ့ပထမပွဲပြီးသွားတဲ့ကနေအခုချိန်ထိ line ပေါ်မှာလေတိုက်တာတွေပါတယ်ရှိတယ်ဒါပေမဲ့အရင်တော့ကတော့ line ပေါ်မှာပဲလေတိုက်တာတွေပါညာရှိခဲ့ပေမဲ့ဒီရက်ပိုင်းမှာတော့ဆရာသမား2ယောက်ကသူတို့တဲတဲ့ hotel တစ်ခုထဲမှာ2ယောက်သွားဆုံကြတယ်ဗျထိတ်တိုက်တွေ့ကြတဲ့အခါမှာ Alex Pereira နေပြီးတော့ဒီ Muhammad Ankalaev ကိုပြောတာကကြတော့မင်းက line ပေါ်မှာကျတော့အားတွေခြောင်နေပြီးတော့အခုငါရှိမှလည်းရောက်မခုတ်တက်တဲ့ကြောင်လေးလိုပါပဲလားဆိုပြီးတော့ပြောတယ်ဗျာကိုမတ်အန်ကာလာဘက်ကလည်းပြန်ပြောတာကြတော့မင်းတို့ငါတို့ဘလောက်ပဲလေးတွေပါတယ်ဒီလိုမျိုး line ပေါ်မှာပဲတက်တိုက်အော်တိုဘာလ9ရက်နေ့ကြလို့ရှိရင်ဘယ်သူကကြားလဲဘယ်သူကငကားလဲဆိုတာကိုမင်းအသေးချာတွေးရမှာပါဆိုပြီးတော့လည်းပြောရတယ်ဗျသူတို့ပြောရတဲ့စကားဝိုင်းကလည်းဒီလိုပြပြလဲလဲချောချောမွေ့မွေ့နဲ့ဖြစ်သွားတဲ့စကားဝိုင်းမျိုးမဟုတ်ဘူးဗျဘာဖြစ်လို့လဲဆိုတော့တယောက်ကလည်းရုရှားသားတယောက်ကလည်းဘရာဇီးသားနှစ်ယောက်လုံးကလည်းအင်္ဂလိပ်စကားမတတ်ဘူးဗျအဲ့ဒါကိုဗျာသူတို့တွေဒီတိုင်းလေတိုက်ဖို့အရေးကိုစကားပြန်လူကလိုက်ရှာနေသေးတယ်ဗျာစကားပြန်လူတွေးပြန်တော့လဲဘာဆိုးွားလဲဆိုတော့စကားပြန်လူကကြတော့သူတို့နှစ်ယောက်ရန်ဖြစ်မှကြောက်လို့စကားမပြန်ပေးရစေနဲ့ဆိုပြီးတောင်းပန်ပြီးတော့ထွက်သွားတယ်ဗျာအဲ့ဒါနဲ့ဆရာသမားနှစ်ယောက်ကလည်းနောက်ပိတ်ဆုံးမှာလူရှာလို့မရတဲ့အဆုံးမှာပဲဒီ Google Translate ကိုတုံးပြီးတော့အချင်းချင်းပြောသွားကြတယ်ဗျငိုအားထက်ရီအားတန့်ဆိုတဲ့စကားနဲ့ပဲပြောရမလို့ဖြစ်နေပြီဗျာဒီယောက်ျားရင်းမကြီးနှစ်ယောက်ဖြစ်တဲ့ fighter ကြီးနှစ်ယောက်ကရန်စကားတွေပြောနေတယ်ဆိုပေမဲ့ကြီးအားသူ့အဖို့မှာတော့ဟာတာကြီးအားလိုမျိုးဖြစ်နေတာဗျာဒီဆရာသမားနှစ်ယောက်ရဲ့ပွဲစဉ်ကိုတော့လာမယ့်အောက်တိုဘာလ9ရက် UFC 320ပွဲစဉ်မှာကြီးရတော့မှာဖြစ်ပါတယ်ဗျပထမပွဲတုန်းကလိုပဲအဖြေထွက်မလားဒါမှမဟုတ်ဒီဒုတိယပွဲစဉ်မှာ Alex Pereira တယောက်ကအကောင်းဆုံးပုံစံနဲ့ပြန်လာမလားဆိုတာကိုလည်းစိတ်ဝင်စားစရာစောင့်ကြည့်ရမှာဖြစ်ပါတယ် Alex Pereira ကလည်းအကယ်၍ဒီပွဲမှာသူနိုင်သွားခဲ့သည်ရှိတော့သူက Muhammad Ankalaev ကိုတတိယအကြိမ်မကြေပွဲတွေးကျင်ခဲ့တယ်ဆိုရင်တော့ UFC ကဘာမဟုတ်တဲ့ကောင်ကိုငါလိုမျိုးဘရာဇီးကချန်ပီယံဟောင်းနဲ့ပေးတွေးမှာမဟုတ်တော့ဘူးဆိုပြီးတော့လည်းပြောရတယ်ဗျMuhammad Ankalaev တယောက်ကတော့ Alex Pereira ကြီးကနောက်ထပ်ချန်ပီယံကပတ်ကိုဘယ်တော့မှရယူနိုင်မှာမဟုတ်တော့ဘူးဆိုပြီးတော့လည်းသူကိုယ်သူယုံကြည်ချက်အပြည့်နဲ့ပဲပြောရတာရှိတယ်။ Fighter နှစ်ယောက်ကစီးပွားရေးအတွက်ပဲပြဿနာရှာနေကြလားဒါမှမဟုတ်ပဲတကယ်ပဲမုန်းတီးနေကြလို့ပြဿနာရှာနေကြတာလားဆိုတာတော့တခြားမသိရပါဘူးဗျ။ Fighter တွေဆိုတာကလည်းဒီလိုသူတို့ပွဲရဖို့နာမည်ရဖို့အတွက်လည်း marketing ဆင်းရသေးတယ်ဗျ။ဒါမဲ့လာမယ့်အောက်တိုဘာလ9ရက်နေ့ကြလို့ရှိရင်တော့သူတို့နှစ်ယောက်ရဲ့ပွဲကိုတော့တခြားပေါက်ကြည့်ရအောင်ပါ။အရန်ကျန်းတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်လာအောင်ပါ။အားလုံးကျေးဇူးပါခင်ဗျ။